ကျွန်တော်တို့ဒါ8ကြိမ်အတွက်ပေါ့နော်ပြောပြကျွန်တော်တို့3ကို1လို့ရိုက်တာဗျဒီမှာလည်း3ကို1ဗျနော်ဒါနှစ်ကက်စီးပေါ့ဗျာနော်နှစ်ကက်စီးပေါ့ဒီမှာ3ကို1လို့ရိုက်လို့1 2 3 4 5ချိန်ပါဒီမှာ3ကို5လို့ရိုက်တာဗျ3ကို5ပတ်လေရိုက်တာဗျသူကလည်းဒီမှာ3ကို1 1 2 3 4 5ချိန်ပါဒီကလည်း3ကို5လို့ရိုက်တာဗျ3ကို1တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာ3ကို5လို့ရိုက်3ကို1တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာ3ကို5လို့ရိုက်တာအဲ့3ကို5ကလည်းသူကပြန်ကြာကနန်းဖြစ်ရမှာဗျပေါ်ကပြန်ကြာကနန်းဗျဒီ3ကို5ကလည်း3ကို5လို့ကြာထားမှာဗျအဲ့ကြောင့်ဒီ3ကို1 1 2 3 4 5ချိန်မှာဒီ3ကို5ပတ်လေရိုက်အဲ့3ကို5ကလည်းသူကပြန်ကြာကနန်းဖြစ်ရမှာဗျဓာတ်ကကနန်းဖြစ်ပြန်ကြာကနန်းဖြစ်ရမှာတော့ဟုတ်ပြီကျွန်တော်တို့ဒီ3ကို1 3ကို1ဒီ935ပတ်လေသူကနေတစ်ချိန်2ချိန်3ချိန်မှာဒီကနန်းကိုကျွန်တော်တို့ကယူမှာပေါ့ဗျာနော်အဲ့ကြောင့်3ကို1 1 2 3 4 5ချိန်မှာကျွန်တော်ဒီကနန်း3ကို5ပတ်လေပြန်ကြ3ကလည်းကြာတစ်ချိန်2ချိန်3ချိန်ကျွန်တော်ဒီကနန်းကိုယူမှာပေါ့ဗျာခုပွဲအဲ့3ကို5နေကျွန်တော်တို့ဒီ1 2 3ဒီကနန်းကခွန်ရှင်းတဲ့ကကျွန်တော်တို့ဒါပြန်ကြာကနန်းဖြစ်နေတယ်ဗျာနော်ပြန်ကြာကနန်းထက်ကကနန်းဖြစ်နေတယ်အဲ့ကြောင့်ဒီ3ကို5နေတစ်ချိန်2ချိန်3ချိန်ကျွန်တော်ဒါပြန်ကြာကနန်းပေါ့နော်ဒီထက်ကကနန်းတစ်ခွက်ပေါ့ဗျာဒီချက်ကဒီ2026ကဒီကနန်းတစ်ခွက်ပေါ့အဲ့ဒီမှာကျွန်တော်တို့ဒါဘလို့ယူအောင်ဆိုတော့ဘို့လို့ပေါ့လွယ်ပဲပြရတော့မှာဗျာနော်3ကို1ဒီမှာ3ကို5အဲ့3ကို5သူ့ထက်ကကနန်းပြန်ကြပြီးသွားရင်သူကတစ်ချိန်2ချိန်3ချိန်မှာဒီကနန်းကခွန်ရှင်းနေကဒီသူ့ထက်ကကနန်းဒီကနန်းကသူ့ဇောင်းမှာပြန်ကြကနန်းပြန်ကြထားတဲ့ကနန်းခံထားမှာပြန်ဗျ196အဲ့196ကလည်းသူကပြန်ကြထားမှာဗျ196ကလည်းဒီနှစ်ပိတ်မှာကြထားတယ်အဲ့ကြတော့ဒီပြန်ကြမဲ့ကနန်းကဒီခွန်ရှင်းနဲ့ပြန်ကြထားတာခွန်ရှင်းနဲ့ပြန်ကြတာဒီခွန်ရှင်းနဲ့ကသူ့ဆောင်196အဲ့196ကပြန်ကြကနန်းနဲ့ဖြစ်ရမှာသူ့ဆောင်ကနန်းကအဲ့မှာကျွန်တော်တို့အခုဟာကျွန်တော်တို့ဒီ3ကို1 1 2 3 4 5ချိန်မှာကျွန်တော်တို့ဒီ3ကို5ဆိုတော့1 2 3ဒီကနန်းပေါ့ဗျာဒီကနန်းကကျွန်တော်တို့တုထကကနန်းဆိုကျွန်တော်တို့ဒါလွယ်ပဲပြရတော့မယ်ဒီ941ပြီဒီ941ကိုဒီနေရာပေါ့နော်ဒီ8ကြိမ်ပေါ့ဘာလို့ဒီ941ကိုကျွန်တော်ယူလိုက်ရတော့ခုနတိုင်းပဲဆိုသူ့ဇောင်းမှာဆိုပြန်ကြကနန်းဖြစ်ပေးရမယ်ပြန်ကြထားမယ်ကနန်းဖြစ်ရမယ်963ဒီ963ကလည်းပြန်ကြထားတာဗျာနော်ဒီနှစ်ကတ်ဆိုင်ကလေးပေါ့ဗျာနော်963ပြန်ရတော့ဒီ963ရဲ့ဇောင်းကနန်းဒီ941ကကျွန်တော်တို့ဒီဟောပေါ့နော်ခုပွဲလေးပေါ့နော်နှစ်ကတ်စီးလေးပေါ့ဒါနှစ်ကစီးလေးထုတ်ပြတာပါနှစ်ကစီးလေးမ3ကို1တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာ3ကို5ရိုက်အဲ့3ကို5သူ့ထက်ကကနပြန်ကနဖြစ်ရမယ်ပြန်ကနဖြစ်ပြီးသူကလည်းတစ်ချိန်2ချိန်3ချိန်ခွန်ရှင်းနေအဲ့ခွန်ရှင်းနေကလည်းပြန်ကြကနမယ်ဗျအထက်ကကနဘယ်ကနဆိုသူ့ဆောင်ကန196ပြန်ကြကနထောက်ခံထားရမှာပြန်ကြမဲ့ကနခံထားရမှာဗျ196လည်းပြန်ကြတာဒီပြန်ကြတဲ့ကနခံထားတဲ့ကနကသူကပြန်ကြတာဗျအဲ့မှာခုပွဲဆိုခု3ကို1တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာ3ကို5အဲ့3ကို5လည်းပြန်ကြတဲ့ကနန်းဖြစ်ရမှာဗျဖြစ်ရင်သူတစ်ချိန်2ချိန်3ချိန်ဒီကနန်းလည်းသူပြန်ကြကနန်းနဲ့လားပြန်ကြကနန်းပေါ့နော်အဲ့ဒါဒီကနန်းလား941ကသူပြန်ကြဘာလို့ဒီကနန်းလဲသူ့ဆောင်ကနန်း563ကဒီမပြန်ကြတာလားဗျကျွန်တော်ပြန်ကြတာဆိုအဲ့ကနန်းလေးကြိုက်လေထိုးပေါ့ဗျဒါမှမဟုတ်အဲ့ကနန်းမထိုးချင်ဘူးဆိုလဲကျွန်တော်တို့ဒါနောက်တမှုရှိတာပေါ့ဗျာနော်ကျွန်တော်ဒီ900ကနန်းပြထားပါတယ်900ကျွန်တော်တို့ဒီ900ကိုကျွန်တော်နောက်တစ်ဆိုင်ပြပေးပါဦးအဲ့မှာဒီ1နောက်ပိတ်6နောက်ပိတ်6နောက်ပိတ်ဒါ166လို့ထောက်ဖြစ်ထားတာဗျသူကလည်းဒီမှာသူက1နောက်ပိတ်6နောက်ပိတ်166လို့ဖြစ်ထားတာဗျနှစ်ကတ်ဗျဒီမှာလည်းသူက1နောက်ပိတ်6နောက်ပိတ်166လို့ဖြစ်ထားတာဗျနော်အဲ့မှာသူကလည်းဒီမှာ1နောက်ပိတ်ဒီမှာ6နောက်ပိတ်ဒီမှာ6နောက်ပိတ်သူက166လို့ဖြစ်ထားတာဗျနော်သူ166လို့သူကဒီ166လို့ဖြစ်ပြီးသွားရင်ဒီ166လို့ဖြစ်ပြီးသွားရင်တစ်နှစ်နှစ်နှစ်ကျော်ရတဲ့နဲ့3နှစ်မြောက်မှာထားပါတော့ဆိုသူက166လို့ပြတစ်နှစ်နှစ်နှစ်3နှစ်မြောက်မှာသူကပြန်ကြကနန်းကြပေးရမယ်ကနန်းတော့ကပြန်ကြပေးရမယ်ဗျ9351 351ကဒီမှာ931လို့ကြာတာအဲ့ဒီမှာ166
166လို့ဖြစ်1နှစ်တော့166 166ဆိုတော့3နှစ်ကြီးလိုက်ပြ1နှစ်2နှစ်3နှစ်မှာအဲ3နှစ်မြောက်ထဲမှာသူကပြန်ညာကဏ္ဍကြထားရမှာဗျဒီမဲ့431 431ကလည်းဒီမဲ့143ကိုပြန်ကြထားတယ်နော်ဒါနှစ်ကတ်ရှိသွားပြီပေါ့ဒီမဲ့166သူ1နှစ်2နှစ်3နှစ်ဗျ3နှစ်မြောက်မှာသူကဒီမဲ့938 938ကလည်းသူကပြန်ကြထားတာဗျဒီမဲ့893ကိုကြထားတယ်အဲ့ရကျွန်တော်တို့ကဒီ166 166ဆိုတော့ခင်ဗျသူက1နှစ်2နှစ်ဒီ3နှစ်ထဲမှာကျွန်တော်တို့ပြန်ကြလာအောင်မှာဗျနော်ဘယ်ကနန်းတာမသိတယ်လာအောင်မှာမသိတော့အဲ့ဒီမှာကျွန်တော်တို့ကဒီ166လို့ဖြစ်166လို့ဖြစ်လို့ရှိရင်မှာကျွန်တော်တို့ကဒီ1နှစ်2နှစ်3နှစ်ထဲမှာဒီ351အဲ့3ညာနန်းကတည်းပြန်ကြတာဗျသူအားလို့3ညာကတည်းကိုယူလိုက်တာသူ့ဆောင်မှာ6ထိပ်ခံရတာကနန်း6ထိပ်ရဲ့ဇီဆောင်ကနန်းက6ထိပ်ရဲ့ဒီဆောင်ကနန်းကကျွန်တော်တို့ဒီပြန်ကြတာပေါ့ဗျာနော်အဲ့မှာဒုတိယ166ဒီ166ဆိုတော့ကျွန်တော်1နှစ်2နှစ်3နှစ်မှာတို့ဒီမဲ့431ကပြန်ကြတာဗျအဲ့လိုကျွန်တော်431ကိုကျွန်တော်ယူလိုက်ရတော့ဒီမှာသူ့ဆောင်မှာ6ထိပ်ဗျ6ထိပ်အဲ့6ထိပ်ရဲ့ဒီဇောင်းကနန်း6ထိပ်ရဲ့ဇောင်းကနန်းဒီကနန်းကပြန်ကြတာဗျအဲ့ဒီမှာခုကျွန်တော်တို့ဒီမှာ166ဒီမှာ166တော့1နှစ်2နှစ်3နှစ်မှာဒီမှာ938ကလည်းဒီမှာပြန်ကြတာဗျပြန်ကြတော့ဘာလို့ဒီ938ကိုယူရတော့သူ့ဇောင်းမှာကျွန်တော်တို့ဒီမှာ6ထိပ်ဖြစ်နေတယ်6ထိပ်ရဲ့ဇောင်းကနန်းဗျ938က6ထိပ်ရဲ့ဇောင်းကနန်းဗျအဲ့ကနန်းပြန်ကြတာဗျအဲ့မှာခုကျွန်တော်4ကစီးသူကျွန်တော်တို့ဒီ4ကဆို166တယ်တနှစ်2နှစ်3နှစ်မှာဒီကနန်းတော့ကပြန်ကြမှာဗျအဲ့တော့6ထိပ်ရဲ့ဇောင်းတော့6ထိပ်ရဲ့ဒီတစ်ခွက်တည်းရှိရဗျ6ထိပ်တည်းကကျသူ့ဇောင်းမှာဒီမှာ3939ဗျနော်3939ဆိုပြီးကြတဲ့အဲ့တော့ကျွန်တော်3939လည်းပြန်ကြရဗျနော်ပြန်ကြမှာအဲ့ကျတော့ဒီ3939ကိုကျွန်တော်တို့ကဒီမှာကျွန်တော်ပြထားပါတယ်ကျွန်တော်ပြပါတယ်6ခါ3ညခါ5ခါဟော6ထိပ်3ညခါ5နောက်ပိတ်635လို့ဖြစ်တနှစ်ကျော်ပဲဒီမှာ3ညခါကနန်း3ညလေတိုင်းကနန်းပြန်9 3ညနဲ့ပြန်ကြတာဗျအဲ့ကြောင့်ဒီမှာ635ဖြစ်တယ်6ထိပ်3ညခါ5နောက်ပိတ်635လို့ဖြစ်ဒီတနှစ်ကျော်ပဲနောက်နှစ်ထဲမှာ3ညလေတိုင်းကနန်းဗျ639ပြန်ကြတာဗျပြန်ကြတာဗျအဲ့မှာသူက4ကက်စီဗျဒီမဲ့ဟော3ကက်ရှိသွားပြီနော်3ကက်မြောက်ဗျ635လို့ဒီတနှစ်ကျော်ဗျတနှစ်ကျော်ပြီးမဲ့305လေတိုင်းကနန်း939ပြန်ကြတာဗျအဲ့ကြတော့ခုကျွန်တော်တို့ဒီ639ဒီ635ဆိုကနန်းကတနှစ်ကျော်ပြီး635လို့ထောင်လို့တနှစ်ကျော်ပြီးဒီ3ညလေတိုင်းကနန်းကဒီမဲ့3ညလေတိုင်းကနန်းကဒီမဲ့ပြန်ကြရမှာဗျကျွန်တော်တို့ခုနကမူးနေတယ်ကိုကြိုက်တယ်ဗျနော်ကြိုက်တော့ဒီဘွဲကိုခင်ဗျားတို့ထိုးခြင်းပေါ့နော်ကျွန်တော်ပြောလို့ဒီ9လေး1ဒီ900ဒီ963လေးကလည်းကျွန်တော်တို့ဒါပြထားပါတယ်နော်ပြတာနှစ်သက်တဲ့ဟာထိုးပေါ့ဗျာကျွန်တော်963လေးပြထားတယ်ဒီ900လည်းပြထားတာကျွန်တော်ခု9လေး1လေးကလည်းဒီမူလေးနှစ်မူကလည်းရှိလို့ပါတယ်နော်မဝင်ခြင်းနဲ့ဆိုလဲကျွန်တော်တို့ဒီကနန်းကိုဆက်လိုက်ပါဒီဖုန်းနံပါတ်ကို3ညကိုခုံ3 691 98ကိုဆက်လိုက်ပါ10ခြင်းနဲ့12ခြင်းနဲ့ဒါကောင်းပါတယ်ရားတဲ့ site တွေလည်းကျွန်တော်တို့ရှိတယ်ပေါ့ဗျာဒီနေ့ထဲကိုကျွန်တော်တို့တေချာပေါက်ကတော့ကျွန်တော်ဓာတ်ကြီးကျပေါက်လိမ့်မယ်ထင်တာပဲဗျာကျွန်တော်တို့ site တွေကတက်မှုမဟုတ်တုံးပေးလိမ့်မယ်ဗျာနော်ဒါဝင်ခြင်းတဲ့လူများကျွန်တော်လက်ဆက်တာပါတကယ် site တွေတကယ်ကောင်းပါတကယ်လည်းတန်ရမှာပဲဗျာကျွန်တော်ဒီ Viber ရရှိပါတယ် Telegram နဲ့ရှိပါတယ်ပေါ့နော်ဒီဖုန်းနံပါတ်ကိုဆက်လိုက်ပါဖုန်း3 691 691 နဲ့ပါဒီမကြီးလည်း6တော့မများပါဘူးတကယ်ကိုတန်ရမှာ site တကယ်ကောင်းပါတယ်ဗျာ site တွေမူတကယ်ကောင်းပါတယ်ကျွန်တော်တို့ဒါဒီချိန်ပေါင်းကိုကျွန်တော်တို့တတိပြည့်မဲ့ site တွေပါဗျာကျွန်တော်30ပြည့်မဲ့ site တွေပါဗျာနော်ကဲအားလုံးကျမချမ်းသာကြပါစေဗျာ